ပရိသတ်တို့ရေဒီနေ့တော့တော်တော်လေးကြက်တီးချစရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ပြောပြမယ်ဗျာဇလန်းအစမှာတင်မိမတယောက်ကအယုတ်တရုတ်ကိုအမဲရောင်အရည်ဒီထဲမှာစိန်နေတာကိုမြင်ရမှာပါရိုးရိုးစိန်တာမဟုတ်ဘူးနော်အပြင်ဘက်တော့အတွင်းဘက်ပါမကြမ်းအောင်ကိုတေးချစိန်နေတာပြီးတော့အဲ့ဒီအယုတ်ပေါ်မှာသူ့နာမည်အရင်ရဲ့မွေးတက်ကရာရဲ့ကိုရေးလိုက်တယ်အစိုးဆုံးကတော့သူ့သွေးကိုဖောက်ပြီးအဲ့ဒီအယုတ်နဲ့ကတိစာချုပ်ခြောက်လိုက်တာပဲပြီးတာနဲ့သူအယမ်းမုန်းတဲ့ယောက်ျားတစ်ယောက်ရဲ့ဓာတ်ပုံကိုအယုတ်မှာကပ်ပြီးအစိတ်ပြင်းတဲ့ကျင်းစားတိုက်လိုက်ပါတော့တယ်နောက်တစ်နေ့မနက်မိုးလင်းတာနဲ့ဘာဖြစ်သွားလဲဆိုတော့လူဟာရေချိုးကန်ထဲမှာတင်နေတာကိုတွားတွေ့ရပါပဲဒီလောက်နဲ့သူကမကျေနပ်သေးဘူးဗျာဒုတိယမြောက်နဲ့တတိယမြောက်လူတွေရဲ့ဓာတ်ပုံတွေကိုပါအယုတ်မှာထပ်ကပ်လိုက်ပြန်တော့ချင်းတဲ့အတိုင်းပဲအဲ့ဒီလူနှစ်ယောက်လည်းပထမလူလိုပဲရေချိုးကန်ထဲမှာအသက်ထွက်သွားကြပြန်ပါတယ်ဒီလောက်ဆိုရင်တော့သူ့အတွက်အရာအလုံးပြီးပြည့်စုံသွားပြီးပုံမှန်ဘဝလေးပြန်ရောက်ပြီလို့သူထင်နေခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျင်းစာရဲ့ဘေးထွက်ဆိုချိုးထိစလာပါတော့တယ်ဒီနေ့သူနောက်တော့နိုင်ရန်ကနာကြီးကအစားသူ့ကိုမျက်လုံးဖြူးကြည့်တဲ့ဝိုင်းကြည့်နေတယ်လို့မြင်လာရတယ်အစကတော့သူကစိတ်ချောက်ချတာနေမှာပါလေဆိုပြီးမတိချင်ရောင်ဆောင်ပြီးအဲ့ရဝန်ဖို့လွတ်ခဲ့ပါတယ်ဒါပေမဲ့တကက်အိမ်မက်ဆိုကအဲ့ဒီမှာတင်စတာပဲပြောသူဟာအယုတ်တွေအပြည့်ရှိနေတဲ့အခန်းတစ်ခုထဲကိုရောက်သွားပြီးအဲ့ဒီအယုတ်တွေကသူ့ကိုထိန်းချုပ်ဖို့စ조사လာကြတယ်အဲ့ဒီအချိန်မှာတည်းသူ့ကိုတင်ချင်ရင်မှာစောစောကကျင်းစားတိုက်ထားတဲ့အယုတ်ကြီးထိုင်နေတာကိုတွားတွေ့လိုက်ရတယ်။ကြည်နေရွေးနဲ့ပဲအယုတ်ရဲ့အရေးကြီးကတဖြည်းဖြည်းကြီးလာပြီးအပေါ်ကနေခုန်ချလာပါတော့တယ်။ပြီးတာနဲ့လူသေးအလောင်းကြီးတစ်ခုလိုဖျောင်းသွားပြီးသူ့စီကိုတွားလာနေတာဗျာ။ရုတ်တရက်အိမ်မက်ဆိုကနေလက်နိုးလာပြီ။တကယ်တမ်းသူ့လက်တွေကိုကြည့်လိုက်တော့သွေးတွေပေးချနေတာကိုထိတ်လန့်ဖွယ်ရတွေးလိုက်ရပါတယ်။ဒါနဲ့ပဲဒီကိစ္စလေးရဲ့နောက်ွယ်ကအမှန်တရားကဘာလဲဆိုတာကိုသူစပြီးစုံစမ်းဖို့ဖြစ်လာပါတော့တယ်။